လှမ်းပြီးတော့မျက်စောင်းထိုးကြည့်လိုက်လိုအပ်တာပြုပြင်ပေးလိုက်ရပြီသမီးအဲ့ဒါကြီးအားလုံးကပုံကြီးချက်ပြီးတော့မသိတော်လိုင်းရေးတဲ့စုံလုံးပဲဖြိုပြဖြစ်နေသလိုလိုတို့ PDF တွေပဲဖြိုပြဖြစ်နေသလိုလိုအစတည်ပေါ့နော်ပါမှာပေါ့သမီးရဲ့မတထောင်သားပဲဟာဟုတ်တော့နောက်ပြီးတို့တော်လှန်ရေးကတို့တိုင်းသူပြည်သားတွေတော်လှန်နေတဲ့တော်လှန်ရေးဖြစ်တယ်တို့တိုင်းသူပြည်သားတွေကဘလို့ကိုတော်လှန်လဲဆိုတော့တို့တိုင်းပြည်ကအာဏာရှင်တွေကိုတော်လှန်နေတာဖြစ်တယ်ဘိုးကျောင်းဆန်တော်လှန်တယ်အင်္ဂလိပ်ကိုတော်လှန်တယ်ဟုတ်တယ်ဟိုဘက်ကကောင်းနေဂျပန်ကိုတော်လှန်တယ်ဟုတ်တယ်ဟိုဘက်ကကောင်းနေတို့ကဒီဘက်ကကောင်းနေကိုလူမျိုးချင်းချင်းကိုပြန်ပြီးတော့ဆောင်ရွက်နေကြရတာဖြစ်တယ်ဟုတ်ကဲ့အဲဆိုတော့အဲ့ဒါလေးကိုတို့ကတစ်ချက်လေးတည်ထားပြီးတော့လို့ခြုံပြီးပြောရမယ်ဆိုရင်တစ်ဖက်ရန်သူဒီဘာပဲလှုပ်လို့အားပြည့်ထည့်ပြီးလှုပ်တယ်ဘုံကျဲမလားအားရပါရကျဲတယ်စာတင်တော့ဘုံကျဲရင်လည်းပဲအားပြည့်ထည့်ပြီးကျဲတယ်ခလေးသေးရမယ်ကျောင်းသူကျောင်းသားတွေသေးရမယ်ဆရာမတွေသေးရမယ်ကျောင်းတွေပျက်စီးရမယ်ရကြမရှိအောင်ဘုံကျဲပြစ်တယ်အဲ့ဒါအားပြည့်ထည့်ပြီးလှုပ်တယ်လို့ခေါ်တယ်ဘုံကျောင်းဘုံကျဲရင်လည်းပဲတီလာရှင်သေးစီရမယ်ကိုရင်လေးတွေသေးစီရမယ်ကျောင်းတိုင်ဆရာတော်သေးစီရမယ်ကျောင်းထဲမှာရှိတဲ့ဗာလဲဖျားစီဒီပစိုးအကုန်လုံးပျက်စီးစေရမယ်အဲ့ဒီလိုအားပြည့်ထည့်ပြီးတော့ရန်သူကလှုပ်တာသူလှုပ်တဲ့လှုပ်တိုင်းမှာအားထည့်လှုပ်တယ်တို့ကတို့လှုပ်တဲ့လှုပ်တိုင်းမှာစောစောပြောသလိုပဲပါကဖာဒီမကောင်းဘူးကတော့ဘယ်ကပါကဖာမှလည်းမသိဘူးဘယ်ကောင်မှလည်းမသိဘူးဟုတ်တယ်ပါကဖာဘယ်နှယောက်နဲ့ဟိုစကားပြောဘူးတလေဘယ်နှယောက်ကိုဘာလို့လှုပ်ဖူးလဲဘာမှမသိဘူးဟိုမေလို့ကသူ့ဘာသူဘာလဲဟိုမရလူပဲမို့လို့ရေးလာလားမသိရီးသားလူပဲမို့လို့မကျင်လို့ရေးလိုက်တာလားမသိဟုတ်တယ်တော့အဲ့ဒါဟိုပါကဖာဘာကအကုန်လုံးတစုံလုံးကိုထိုးထည့်ပလိုက်တယ်တဲ့ဘောအန်ယူဂျီမကောင်းဆိုဘယ်ဟာအန်ယူဂျီကဘယ်နေရာမှာမကောင်းဘူးလဲမေးပြန်တော့လဲပဲဘလူးမတိတိကျကျမဖြစ်နိုင်ဘူးအန်ယူဂျီမကောင်းဆိုတာပဲသိဘာမကောင်းတာလဲဟုတ်တယ်ဟုတ်တော့ဆိုတော့ဘယ်နေရာမှာမကောင်းတာလဲအန်ယူဂျီကကာကွယ်ရေးမှာမကောင်းတာလားပညာရေးမှာမကောင်းတာလားကျန်းမာရေးမှာမကောင်းတာလားတန်တမာရေးမှာမကောင်းတာလားနိုင်ငံရေးဝန်ကြီးမကောင်းတာလားပြည်ထောင်ရေးမကောင်းတာလားကာကွယ်ရေးဝန်ကြီးမကောင်းတာလားမပြောဘူးအန်ယူဂျီမကောင်းဘူးပဲအန်ယူဂျီတက်ပဲအဲ့လိုမျိုးမကောင်းဘူးဆိုတော့အဲ့ဒီစကားတွေထဲမှာတွားပြီးတော့ဝိလေကြောင်ပတ်လုံနေတဲ့ထဲမှာတို့မပါဘူးလို့တယ်တို့မပါဘူးလို့တယ်အန်ယူဂျီမကောင်းမကောင်းတာလေဘယ်လိုမကောင်းတာလဲထုတ်ပြလိုက်ဟုတ်တော့ကာကွယ်ရေးဝင်ကြီးဌာနမကောင်းလားကာကွယ်ရေးဝင်ကြီးဌာနမှာလည်းဝင်ကြီးရှိတယ်ဒုဝင်ကြီးရှိတယ်အတွင်းဝင်ရှိတယ်စသည်ပေါ့ဘယ်လိုမကောင်းတာလဲတစုံလုံးမကောင်းတာလားဘယ်လိုနေရာမျိုးကမကောင်းတာလဲဘယ်လိုအားနည်းချက်ကိုကြည့်ပြီးပြောတာလဲဟုတ်တော့ဒါကတို့ပြည်သူတွေကအဲ့လိုမေးကုန်းပေါင်းမြောက်များစွာအ ਨੇ ဆုံးကိုပြန်မေးအဲ့ဒါမှတို့ကအမြင်ကျဲတာလေတမီးရဲ့အဲ့လိုမှမဟုတ်ချင်းသူများပြောသမျှတို့ကလိုက်ပြီးတော့စိတ်ခံစားနေမယ်ဆိုရင်ဟိုဆရာတော်တပါးပြောသလိုပေါ့ဗာလဲသူများပါဇက်ဖြားလမ်းဆုံးသွားတယ်ဆိုတာဟာမျိုးဖြစ်သွားဟုတ်တယ်ဟုတ်ဆိုတော့အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့သူတို့တွေဘာပြောမျက်စိကြီးနားကြီးအသိဉာဏ်ကြီးနဲ့အကုန်လုံးပြောရမယ်ဆိုတော့တော်လှန်ရေးစိတ်နဲ့ပဲကြည့်သမီးငါတို့တော်လှန်ရေးကမအောင်လုံးဝမဲ့တော်လှန်ရေးဖြစ်တယ်ရက်စက်ရုပ်မှာအောက်တန်းကြတဲ့ဒီအာနာရှင်ဟာတို့တိုင်းပြည်မှာငုတ်တုတ်ကြီးဖြစ်နေတယ်အဲ့ဒါကြီးကိုတို့ကတော်လှန်ရမှာဖြစ်တယ်ထားလို့မရတော့ဘူးလေဒီမှာမနေ့ကတပတ်ကသေတော့မယ်ဒီအရွယ်ကြီးကြည့်ခုလက်ထိလူလိုသူလိုမနေရဘူးသမီးရဲ့ဟုတ်တော့ဟိုမှာကလေးသူငယ်တွေခုလက်ထိလူလိုသူလိုမနေရဘူးတို့နှမငယ်လေးတွေသူများနိုင်ငံမှာရောင်းစားခံနေရတယ်ဟာရှုပ်ချက်ခတ်ပြီးတော့လေတို့တိုင်းပြည်တပြည်လုံးอ่ะတို့တိုင်းလူပြည်သားတွေဘဝတမီစုပ်ပြတ်တတ်နေတာပြန်ကြည့်ကြကိုပဲပြန်ကြည့်စုပ်ပြတ်တတ်နေတာတမီအဲ့ဒါဒီအားလုံးကအသုံးမကျလို့မဟုတ်ဘူးတမီအသုံးမကျလို့မဟုတ်ဘူးဒီအာနာရှင်တွေကြောင့်ခုလိုဖြစ်နေရတာဖြစ်တယ်ဒါကြောင့်မို့ဒီလောက်ရက်စက်တဲ့အာနာရှင်ဒီလောက်ရုပ်မာတဲ့အာနာရှင်ဒီလောက်အောက်တန်းကြတဲ့အာနာရှင်ကိုတို့တွေအားလုံးကကျွန်တော်တို့တွေအားလုံးကဘာစိတ်နဲ့များငို့တော့ထိုင်ပြီးကြည့်နေတဲ့အကြောင်းရှိတယ်လေရတဲ့နီးနဲ့တော်လှန်အဲ့တော့တော်လှန်တဲ့ခါမှာကျွန်တော်ကတူးချင်းတယောက်ချင်းကတော်လှန်လို့တဲ့စိတ်ရှိရမယ်တူးချင်းတယောက်ချင်းတော့ဟာမင်းကလေကွာတူးချင်းတယောက်ချင်းငါတို့ကဘလို့တော်လှန်မှာတော့ကွာရတယ်အကူတို့မလို့နော်အကူတို့မလို့တော်လှန်စရာနီးလန်းနေအများကြီးရှိတယ်နမူနာအနေနဲ့ကျွန်တော်ပြောပြမယ်ဗျာဥပမာဆိုကြပါစို့သမီးမိုးမိုးကရန်ကုန်မြို့ပေါ်မှာနေတယ်
ကိုအိမ်မှာနေတယ်ကိုမိဘနဲ့နေတယ်နောက်ဆုံးကုံကုံပြောကြသူရဲ့မင်းအောင်လှိုင်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနမှာအလုံးလုံးနေတယ်ရတယ်ဘောပင်လေးတစ်ချောင်းရှိရင်ရတယ်ဆိုင်ကလေးတစ်ရက်ရှိရင်ရတယ်ရေးလိုက်မယ်မင်းအောင်လှိုင်မအေလို့မင်းအောင်လှိုင်ဆိုတဲ့ဆိုင်ကလေးရေးအိမ်နာထဲပဲပြစ်ချအမိုက်ပုံးလည်းပဲပြစ်ချလမ်းပေါ်ပဲပြစ်ချမသိမသာပြစ်ချခဲ့လိုက်တိုင်းကလုံးအဲ့မအေလို့ဝိုင်းဆဲဘယ်လမ်းပေါ်မှာကြည့်အကောင်ဆဲထားတဲ့ဆာရွက်ရှိနေရမယ်ဘယ်အိမ်နာထဲမှာကြည့်အကောင်ဆဲထားတဲ့ဆာရွက်ရှိနေရမယ်ဘယ်အမိုက်ပုံးထဲမှာပဲကြည့်အကောင်ဆဲထားတဲ့ဆာရွက်ရှိနေရမယ်ကိုအိမ်ပေါ်မှာတော့မလုံးနဲ့ကိုရက်ွက်ထဲမလုံးနဲ့လမ်းပေါ်တွိုင်းနဲ့ဆာရွက်ကလေးတွေ့ရဗျာဘူးမှပဲရေကိုအိမ်မှာကိုရေးရပြီဟာဒီကခင်ဗျားအိမ်မှာတော့မင်းအောင်နိုင်လာပြီးတော့ကောင်းကြီးလာမချထားပါဘူးဟုတ်တော့ဘူးမှပဲတွားဗျာဒရွထိုးဘာလို့လက်ထဲကဆာရွက်ကလေးတွေ့ရကိုအသားလေးပြစ်ချပါဖြစ်အဲ့ဆာရွက်တော့ဘာကြီးလားမင်းအောင်နိုင်မအေလို့မင်းအောင်နိုင်ရေးပြီးတော့ဆာရွက်တိုင်းပြစ်ချတယ်လူတိုင်းလို့နေတိုင်းလို့ကျင်းမကျင်းတာမကျင်းတာထုတ်ဖို့လေဆိုတော့ကြောက်စိတ်တွေကမတရားကြီးလွှမ်းမိုးလာတဲ့ခါကြတော့တမီးရဲ့ဘာမှမလုပ်ရဘူးဖြစ်သွား